Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ရာသီဥတုပူပူနဲ့သမင်းမမိတ်တဲ့လူတွေဆိုရင်သမင်းစားလို့မဝင်တဲ့လူဆိုရင်ဘဲဥအချင်းဟေးလေးပေါ့နော်လာချစ်ပြပါမယ်ရှင်ဒါလေးမျိုးလေးကျွန်တော်သမင်းနဲ့မတကားစားရကြပါမယ်ရှင်နေပူလို့သမင်းစားမဝင်ရင်အခုလိုချင်းချင်းဆက်ဆက်လေးလှုပ်ရှားကြည့်ပါရှင်ဘဲဥအစမနော်ခရမ်းချင်တင်နဲ့ချစ်တာပေါ့ပထမဆုံးမြုပ်သီးစီတက်ပြီးတော့ခရမ်းချင်သီးလေးကိုနည်းနည်းလေးကြေသွားအောင်အရင်လည်းမကြေဘူးပေါ့နော်ငွေပြီးတော့အဖော်အုပ်ပေးထားရမယ်အချိုမုတ်လေးစားလေးမကြီးရည်နည်းနည်းလေးထည့်ပါရရှင်ပြီးတော့ဆူလာပြီးဆိုရင်ဘဲဥလေးလုံးရှိတဲ့ဘဲဥလေးထည့်မှာမယ်မြုပ်သီးစိတ်အုပ်ပါမယ်နန်းနန်းပြီးလေးလည်းအုပ်ပါတယ်ရှင်ဒီလိုထဲမှာပါလိုက်လို့ပါရှင်ပြီးတော့ဒီနေ့မရမေကိုချစ်ကိုကောင်းနော်အဲ့ဒါကျောင်းကြပါအောင်စားဟုတ်တယ်လားနည်းနည်းလည်းမြင်ရဖိုးထောက်တဲ့ကင်မရာမာရတယ်ပေါ့နော်ဒါပေမဲ့စိုင်းနဲ့စကားပြောနေမာရတယ်ဟိုဖိုးထောက်တဲ့ဟာလည်းမရသေးဘူးငါအစမပြေသေးဘူးထောက်တဲ့ဟာနီလူလေးပဲတိကျမကြည့်ပြီပေါ့နော်ဒီနေ့တော့သမင်းမိတ်ရရှိဒီပူလေးလည်းအဲ့လိုမျိုးခရချင်းချင်းများများလေးနဲ့ချင်းလေးထစ်စားWow. Cái này chơi đấy anh nhiều gì đây để thèm đấy. Sao rồi cái gì kìa? À sao rồi? Có gì rồi vậy? Thôi. Ngon rồi, không còn còn. Đây tiền mềm, mà bà chế đi làm chỉ phải đảm bảo nó xem một đây rồi. Xem lần này thôi, xem một đây đi làm chỉ phải nó. Cho mà tạ đàn này siêu đấy. Tao mình nghe là mình này rồi đó.